666ချဲရတော့ထွက်ပြီးပါပြီဒီ3လပိုင်း16ရက်နေ့အတွက်เนาะချဲကနန်းလေးကိုချမိရှိတို့အတွက်ပြောပြသွားမှာပဲဖြစ်ပါတယ်ဗျာဒီစီရဲ့မူဆိုင်ရ666ထွက်တုံးကလည်းဒီမထွက်ကနန်းအနေနဲ့နှစ်လို့ပြောခဲ့တာမှန်ခဲ့တယ်နှစ်မှန်ခဲ့တာကိုဒါဆရာပေးတဲ့ဒီလည်းအတီးပဲဖြစ်ပါတယ်เนาะဒီဘက်မှာလည်းဆရာတေချာစူးစမ်းပြီးတော့ဒီချဲကနန်း3လပိုင်း16ရက်နေ့အတွက်เนาะချေကနန်းကိုချမိရှိတို့အတွက်ထပ်ပြီးတော့တင်ပေးပါမယ်ဗျာ။မှာဆိုရင်ဒါ3လပိုင်း16ရက်နေ့တင်းနေတာနေ့ရဲ့เนาะအတွက်ဒါချေ1ချင်းအနေနဲ့ကတော့เนาะ1ချင်းအနေနဲ့ကတော့28เนาะချေ1ချင်းပါเนาะ1ချင်းကတော့28 1ချင်းပါเนาะ28เนาะချေ1ချင်းကရင်ပြီးတော့เนาะ1ချင်းနဲ့မှာဆိုရင်28เนาะ1ချင်းနဲ့မှာ28နှစ်ရှိ6နောက်တော့နှစ်64เนาะဒီ3កောပါเนาะနှစ်ရှိရယ်နှစ်ရှိ6ရယ်နှစ်64ရယ်ပဲဖြစ်ပါတယ်ဝမ်းချင်းပြီးတော့ရှစ်ဝမ်းချင်းထဲမှာဆိုရင်လည်းเนาะရှစ်4နှစ်ရယ်เนาะရှစ်ဝမ်းချင်းထဲမှာရှစ်4နှစ်ရှိမယ်ရှစ်6 5ရယ်ရှစ်9 3ရယ်เนาะဒီ3កောပါเนาะဆရာအကောင်းဆုံးယူပေးထားတယ်เนาะ1ချင်းနဲ့ယူကကိုဒါပြောပေးတာပါเนาะအမမှန်လက်ခံနိုင်မှာပဲเนาะဒါကစားပါလို့ပြောချင်ပါတယ်ဘယ်ဆရာမတော့ဒီအမြဲတမ်းမှန်နေလို့တော့မရှိအောင်เนาะဒီချေ1ချင်းဒီပြောပြီးတော့မထွက်ခဏအနေနဲ့เนาะဆရာမထွက်ခဏအနေနဲ့တော့3ညပါเนาะမထွက်ခဏအနေနဲ့ကတော့3ညကဲဒါချမိရှိတို့တဲ့အာဆီယံမလိုပဲနဲ့တဲ့3ခွက်ကိုပြောပြမယ်เนาะအာဆီယံမလိုပဲနဲ့တဲ့3ခွက်အနေနဲ့ကတော့ဒါ8-6เนาะ8-6ဟောနောက်တစ်ခွက်8-8เนาะပြောခဲ့တယ်8-6ရယ်8-8ရယ်ဒါနောက်တစ်ခွက်က9-8เนาะ8-6 8-89ခွန်8မလို့เนาะနှစ်ရှိရယ်နှစ်6ရယ်ကတော့အတွဲเนาะကြိုက်တယ်เนาะနှစ်ရှိနှစ်6အတွဲကိုကြိုက်တယ်เนาะချမိရှိတို့အနေနဲ့အကိုညံရှိသလိုစင်ပြီးသလိုတွဲပြီးတော့ကစားလို့ရတယ်เนาะရှိမှဆိုရင်လေเนาะဒီပြောခဲ့ပြီးပြီရွေကနန်းเนาะမိန်ကနန်းအတွဲရယ်ဒီမလာကနန်းအနေနဲ့เนาะပြောပြီးပြီဆိုတော့เนาะအားလုံးကိုနှုတ်ဆက်ပါတယ်ဗျာเนาะချမိရှိတို့ like and subscribe မနေရသေးရင်နေထားခဲ့ပြီပါเนาะမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာเนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်เนาะမိတ်ဆွေတို့အနေနဲ့ဘယ်မြို့ဘယ်ဒေသဘယ်ရွာဘယ်ကြီးလက်ကရင်ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်နေတယ်ဆိုတာကိုလည်းမှန်းငယ်ပေးပါအောင်ဗျာเนาะအကြိုက်ကနန်းနေရှိရင်လည်းအများသူကတီးလို့ရအောင်အောက်ကရင်ကိုမန်လေးမှာမှန်းငယ်ပေးပါเนาะဒါအကြိုက်ကနန်းကိုကစားထားတဲ့ကနန်းလေးရှိရင်လည်းမှန်းငယ်ပေးလို့ရပါတယ်ဗျာเนาะ